Bradley Barcola နဲ့ Liverpool နဲ့ Bradley Barcola အားလုံးပဲမင်္ဂလာပါဘောက် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဆိုပြီးပါ PSG ရဲ့ဒါတောင်ပန်ကစားသမား Barcola ကတော့ဒါအသင်းနဲ့အတူစာချုပ်သက်တမ်းထပ်မတိုးတော့ဘူးလို့ဒီနေ့သတင်းတွေရသိရပါတယ် Bradley Barcola က PSG အသင်းနဲ့ဒါစာချုပ်သက်တမ်းမတိုးတော့ဘူးလို့ဆုံးဖြတ်လိုက်တာပေါ့နော်သူရဲ့လက်ရှိစာချုပ်က2028ခုနှစ်အထိဒါကြန့်ရှိနေသေးတာဖြစ်ပါတယ်လက်ရှိမှာတော့ဒါဒီကစားသမားကိုဒါထိတ်ဆုံးနေရာကအဖြစ်တော့လီဗာပူးကစိတ်ဝင်စားနေပြီးတော့ဒါသူ့ကိုနောက်ထပ်စိတ်ဝင်စားတဲ့အသင်းတွေကတော့အာဆင်နယ်ဘိုင်ယန်မြူးနစ်နဲ့ချက်စီတို့ကဒါသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ် PSG အသင်းဘက်ကဒါလာစာဂျေတိတိတတာတိုးမြင့်ပြီးတော့ဒီကစားသမားကိုစာချုပ်သစ်ကမ်းလှမ်းခဲ့ပေမဲ့လည်းဘာကိုလာကတော့ဒါအားကစားဆိုင်ရာဒါအနာဂတ်အကြောင်းပြချက်ကြောင့်အခုလိုညှဉ်းဆန်ခဲ့တာလို့သိရပါတယ်ဒီကစားသမားကဒါတခြားအသင်းတွေမှာဆိုရင်တော်တော်လေးခြေစွမ်းပြနိုင်မဲ့ကစားသမားမျိုးပေါ့နော်ဒါပေမဲ့ PSG မှာဆိုရင်ဒီလိုမျိုးတောင်ပန်ကစားသမားကောင်းတွေဒါစုပုံနေတာကသူ့ကိုအရန်ကစားသမားအဖြစ်နဲ့ပဲဒါနောက်ပိုင်းပွဲစဉ်တွေမှာပါဝင်စေခဲ့တယ်ပေါ့နော်ဒါကြောင့်သူ့အနေနဲ့ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းမျိုးကိုပြောင်းရွှေ့ခြင်းနေတဲ့သဘောမှရှိနေရပါလက်ရှိအချိန်မှာ Bradley Barcola နဲ့အသင်းတော်ဆုံးဖြစ်မဲ့အသင်းကတော့လီဗာပူးအသင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သက်တွေအတွက်တောင်ပန်ကစားသမားတစ်ယောက်ကိုမဖြစ်မနေခေါ်ယူဖို့လိုအပ်ပါတယ်လို့ဒါလီဗာပူးရဲ့နီးပြတဲ့ Iraola ကဒါမီဒီယာတွေနဲ့ပထမဆုံးတွေ့ဆုံမှုတစ်ခုမှာယုံကြည်ချက်ရှိရှိနဲ့သူကထုတ်ဖော်ပြောကြားခဲ့ပါတယ်ဒါသူပြောတာမမှားပါဘူးလွန်ခဲ့တဲ့နွေရာသီကငွေကြေးအများပြားအသုံးချပြီးတော့တိုက်စစ်မှုတစ်တွေကိုစံချိန်တင်ကြီးပေးပြီးတော့ခေါ်ယူခဲ့ပေမဲ့လီဗာပူးအသင်းကတိုက်စစ်ပိုင်းအားဖြည့်ဖို့အသေးအံလိုအပ်နေစေဖြစ်ပါတယ်စိတ်ပြည့်စရာကောင်းတဲ့2025-26ဘောလုံးရာသီရဲ့ရလဒ်တွေကြောင့်တောင်ပန်တိုက်စစ်နေရာတွေမှာပို့ပြီးတော့အရေးသွေးမြင့်တဲ့ကစားသမားတွေလိုအပ်ချက်ဒါပုံမမြင့်မားလာခဲ့ပြီးတော့မိုဟာမက်ဆာလာထွက်ခွာသွားတာကြောင့်လည်းဒီပြဿနာကပုံမဆိုးရွားလာတဲ့ပုံပေါ်နေရပါလီဗာပူးအသင်းကဒီပြဿနာကိုဖြေရှင်းဖို့အတိုင်းအတာတစ်ခုအထိစတင်လှုံ့ဆော်နေပြီဖြစ်ပါတယ်အသက်23နှစ်အရွယ် Victor Munoz ကိုဒေါ်လာ46သန်းနဲ့ခေါ်ယူထားပေမဲ့ဒီစပိန်လူငယ်ကစားသမားအနေနဲ့ဒီပြိုင်ပွဲတစ်ခုမှာအသားကျဖို့အချိန်ယူအောင်မှဖြစ်တယ်လို့စီနီယာအဆင့်အတွေ့အကြုံလည်းသူ့အနေနဲ့နေပါသေးပါတယ်ဒါကြောင့်လီဗာပူးရဲ့ဒါပြဿနာကအပြည့်အဝမဖြေရှင်းရသေးပါဘူးအီရောလာရဲ့ပထမဆုံးရာသီမှာမာဆေးဆိုင်ကလပ်အတွက်အောင်မြင်မှုရယူခြင်းနဲ့ဆိုရင်သူ့ရဲ့တောင်းဆိုမှုကိုလီဗာပူးအသင်းကလည်းလစ်လူရှုထားပေးလို့မရပါဘူးလီဗာပူးအတွက်ကတောင်ပန်ကစားသမားတစ်ယောက်တည်းလိုအပ်နေတာမဟုတ်ဘဲနဲ့အခြေစွမ်းထက်မြက်ပြီးသားကျဲပွင့်ကစားသမားတစ်ယောက်အဆင့်ထိကိုလိုအပ်နေတာဖြစ်ပါတယ်ဒီနေရာမှာပဲ Bradley Barcola ကပါဝင်လာခဲ့တာဖြစ်ပါတယ်လီဗာပူးအနေနဲ့ပြဿနာရဲ့အဖြေကိုရှာဖွေရမှာ PSG ရဲ့ထူးချွန်တဲ့တောင်ပန်ကစားသမားထက်ပိုကောင်းတဲ့သူထက်ရှာနေစရာမလိုတော့ပါဘူးဒီကစားသမားကလည်းအခုဆိုရင်အသင်းနဲ့တက်တန်းမတိုးတော့ဘူးလို့သတင်းတွေထွက်ပေါ်လာတာကြောင့်သူ့အနေနဲ့ဒီနှစ်နွေရာသီမှာသူပွဲထွက်ခွင့်ရမယ့်အသင်းမျိုးကိုပြောင်းရွှေ့တော့မဲ့အနေအထားတွေရှိနေပါတယ်ဒါကြောင့်လီဗာပူးအနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ဒီအချိန်ကလုံးဝကိုအချိန်ကောင်းပါပဲလွန်ခဲ့တဲ့2ရာသီအတွင်းမှာတိုက်စစ်မှု4ယောက်ထိခေါ်ယူခဲ့ပြီးမှလီဗာပူးအနေနဲ့တောင်ပန်ကစားသမား1ယောက်ဘာကြောင့်ထပ်မံလိုအပ်နေရတာလဲဒါကလက်ရှိကစားသမားစီးရင်ကိုတစ်ချက်ကြည့်လိုက်ရုံနဲ့အဖြေကိုသိနိုင်ပါတယ်ကစားသမားတစ် Munoz အပြင် Iraola လက်ထဲမှာအစစ်မှန်တောင်ပန်ကစားသမား3ယောက်ပဲရှိပါတယ် Florian Wirtz ကဘယ်တောင်ပန်မှာကစားနိုင်တယ်လို့ပြန်လည်ရောက်ရှိလာတဲ့ Harvey Elliott ကလည်းတောင်ပန်မှာကစားနိုင်ပါတယ် Harvey Elliott ကလည်းဒါလီဗာပူးမှာဆက်ရှိမရှိကတိတ်ပြီးတော့မသေးကြဘူးပေါ့နော်ဒါပေမဲ့ဂပ်ပိုမူမိုဟာနဲ့ဒါချီယဇာတို့ကိုပဲဒါစစ်မှန်တဲ့တောင်ပန်ကစားသမားတွေအဖြစ်သတ်မှတ်နိုင်ပါတယ်ချီယဇာကအန်ဖီမှာ2နှစ်တာပုံမှန်ခြေစွမ်းမဲ့ပြသနိုင်ခဲ့ပြီးတဲ့နောက်ဒီနှစ်နွေရာသီမှာထွက်ခွာသွားဖို့များနေတာကြောင့်ဂပ်ပိုနဲ့ငူမိုဟာတို့ပဲအသင်းမှာကြံရစ်တော့မှာပါချီယဇာဆိုရင်လီဗာပူးအသင်းကိုရောက်ရှိလာပေမဲ့သူ့အနေနဲ့ဒါဘောလုံးရာသီတစ်ခုလုံးမှာမှပွဲထွက်ကစားရတဲ့ပွဲကဒါလက်ချိုးရီလို့ရတယ်ပေါ့နော်ဒါကြောင့်သူ့အနေနဲ့ဒါခြေစွမ်းတွေသူ့ရဲ့ကောင်းမွန်တဲ့ခြေစွမ်းတွေမပြသနိုင်ခဲ့ပါဘူးဂပ်ပိုကတော့ဒါကလပ်အသင်းမှာပုံစံကောင်းမရခဲ့တဲ့ရာသီအပြီးမှာလာမယ့်ရာသီကိုသူ့အနေနဲ့ဒါဆက်လက်ရင်ဆိုင်ရမှာဖြစ်ပြီးငူမိုဟာကတော့အသက်18နှစ်အရွယ်ပဲရှိပါသေးတယ်ငူမိုဟာကပါရမီပါတဲ့လူငယ်တစ်ယောက်ဖြစ်ပေမဲ့လာမယ့်ရာသီမှာသူ့စီကအများကြီးမျှော်လင့်ထားဖို့ဆိုတာကတော့မတရားလုံးပါဘူးလီဗာပူးရဲ့တခြားတောင်ပန်ရွေးချယ်မှုတစ်ခုဖြစ်တဲ့ Ekitike ကတော့ဒဏ်ရာကြောင့်2029အထိလွဲချော်နိုင်ရရှိတာကြောင့်အသင်းအနေနဲ့တောင်ပန်တွေမကပဲဘိုးတိုက်စစ်မှာပါအင်အားနည်းနေနိုင်ပါတယ်အဆိုးရွားဆုံးအခြေအနေကိုရှောင်လွှဲနိုင်ဖို့အပြောင်းရွှေ့ဈေးကွက်မှာဒါလီဗာပူးတို့တခုခုအမြန်ဆုံးလှုံ့ဆော်ရတော့မှာပါဘာကိုလာအကြောင်းကိုဆက်ပြီးတော့ကျွန်တော်တို့ပြောပြပေးချင်ပါတယ် PSG နဲ့အတူကောင်းမွန်တဲ့ဘောလုံးရာသီအများပြားကိုကုန်လွန်ခဲ့ပြီးတဲ့နောက်
ဘာကိုလာအကြောင်းအထူးတလဲကျွန်တော်တို့မိတ်ဆက်ပေးဖို့မလိုတော့ပါဘူးလီဗာပူးကလည်းသူ့ရဲ့ပါရမီကိုကောင်းကောင်းသိရှိထားပြီးသားပါဒီပြင်သစ်ကစားသမားအပေါ်ဒါသူတို့ရဲ့သဘောကျမှုကိုလီဗာပူးကလျှို့ဝှက်မထားခဲ့သလိုဒေါ်လာတန်135တန်းကျော်အထိကျသင့်နိုင်တဲ့ပမာဏကြီးမားတဲ့အပြောင်းရွှေ့ကိုဗန်ဒါရေးရတက်နိုင်ခဲ့မယ်ဆိုရင်တော့သူကလီဗာပူးရဲ့ထိပ်တန်းပြစ်မှတ်တစ်ခုလည်းဖြစ်ပါတယ်2022-23မှာ PSG နဲ့အတူပုံမှန်အဆင့်ပဲရှိခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းဘာကိုလာကအမှန်တကယ်သူ့အနေနဲ့ဒါပေါ်ထွန်းလာခဲ့ပါတယ်အင်ဒရစ်ကထိပ်တန်းအဆင့်မှာတောက်ပလာစေဖို့လိုအပ်တဲ့နီးပြကောင်းတွေရဲ့တင် जा ပြသမှုကိုဒီကစားသမားကိုပေးနိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့ရာသီနှစ်ခုအတွင်းမှာဂိုးပေါင်ဝင်ပတ်သက်မှုဒါ90အထိစံချိန်တင်ပြုလုပ်နိုင်ခဲ့ပါတယ်ပြင်သစ်လက်ရွေးစင်အသင်းကလည်းဒီတိုးတက်မှုရဲ့အကျိုးကျေးဇူးကိုရရှိခဲ့ပြီးဒီနွေရာသီကမ္ဘာဖလားပွဲစဉ်မှာသူ့ရဲ့ဒါပြောင်မြောက်တဲ့ခြေစွမ်းတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်အသက်23နှစ်အရွယ်ကစားသမားကဒါလှင်မြန်နှုံးပြီးတော့လိန်ခောက်နိုင်စွမ်းနဲ့ဂိုးသွင်းယူနိုင်စွမ်းတို့ပါဝင်တဲ့ခေတ်သစ်တောင်ပန်ကစားသမားကောင်းတစ်ယောက်ရဲ့အရေးချင်းအဖြစ်ရှိတဲ့ကစားသမားဖြစ်ပါတယ်ဘာကိုလာကဒါအတွင်းကိုလှည့်ဝင်ပြီးတော့ဂိုးသွင်းနိုင်တယ်လို့ဂိုးဧရိယာထဲမှာလည်းထိုးဖောက်ပြီးတော့ဒါဖြတ်တင်မောတွေလည်းသူ့အနေနဲ့အလွယ်တကူပေးပို့နိုင်ပါတယ်ဒီလိုလိုက်ရောညီထွေရှိမှုကသူ့ကိုနောက်ခံလူတွေအတွက်အိမ်မက်ဆိုးတစ်ခုဖြစ်စေပြီးတော့ပုံမကြောက်စရာကောင်းတာကတော့သူ့မှာဒါတိုးတက်ဖို့အခွင့်အရေးတွေအများကြီးကြံနေသေးတာပါပဲဒီကစားသမားကဒါတခြားအသင်းမှာကစားမယ်ဆိုရင်ပုံမှန်ပွဲထွက်ခွင့်ရရင်ဒါ PSG မှာအရန်အနေနဲ့ခြေစွမ်းပြတာထက်ဒါပို့ပြီးတော့တောင်သူ့အနေနဲ့ဒါသူ့ရဲ့ရည်ချင်းတွေကကျွန်တော်ပို့ပြီးမြင်တွေ့ရဖို့ရှိနေပေါ့နော်ဘာကိုလာကအင်ဒရစ်ရဲ့ပွဲထွက်လူစင်းမှာပါဝင်သည်ဖြစ်စေဒါအပြောင်းလဲဖြစ်စေတဲ့လူစားဝင်ကစားသမားအဖြစ်ပါတယ်ပဲဖြစ်စေပေါ့နော်ချန်ပီယံလိနဲ့လီဂူ1ဖလားတွေကိုဇက်တိုက်ရယူရမှာအဓိကအခန်းကဏ္ဍကနေဒီကစားသမားကပါဝင်ခဲ့ပါတယ်ဘောလုံးမရှိချိန်မှာလည်းခံစစ်ကိုကူညီဖို့ဝင်မလေးတဲ့ကစားသမားပါလက်ရှိ PSG ရဲ့ကစားသမားတိုင်းပြုလုပ်ရတယ်လို့ပဲဒါတိုက်စစ်ကိုအားတန်တဲ့နူညိုမန်ဒက်စ်ဒါမှမဟုတ်ဟာကီမီတို့ရဲ့နောက်ကျောကိုပုံမှန်အနေနဲ့ဒါသူတို့ကခံစစ်ကိုပြန်လဲပြီးတော့ဆင်းပြီးတော့ကူညီပေးလိရှိကြပါတယ်သူကပြည့်ပြည့်စုံတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးလီဗာပူးနီးပြသစ်အီရာအိုလာရဲ့မြင်မာတဲ့ကစားဟန်အနေနဲ့ဒါကောင်းကောင်းကြီးကိုကိုက်ညီမှုရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဘာကိုလာရဲ့အရေးချင်းကညင်းပယ်လို့မရပါပဲသူ့ကိုရရှိနိုင်မဲ့အခြေအနေကတော့မသေးကြသေးပါဘူးလက်ရှိမှာ PSG အနေနဲ့သူတို့ရဲ့ဒီကြောက်စရာကောင်းတဲ့တိုက်စစ်တန်းကိုမပြတ်စည်းစေချင်တာကြောင့်သူ့ကိုထောက်ခွာဝင်ပြုဖို့လက်တွန့်နေတာဒါသဘာဝကျပါတယ်ဒါပေမဲ့အခြေအနေတွေကအခုဆိုရင်တော့ပြောင်းလဲသွားပါပြီဘာလို့လဲဆိုတော့ကစားသမားကိုယ်တိုင်ကလည်းဒါအသင်းနဲ့စာချုပ်မချုပ်တော့ဘူးလို့ပြောလိုက်တာကြောင့်ဒါဒီကစားသမားကဒီနှစ်နွေရာသီမှာတခြားအသင်းကိုပြောင်းရွှေ့သွားနိုင်ခြေအများကြီးရှိနေပါတယ်ဒါ PSG လည်းသဘောကျတဲ့ဈေးနှုန်းမျိုးပြောင်းရွှေ့ခြင်းမျိုးရမယ်ဆိုရင်အသင်းကလည်းကစားသမားကိုလက်လွှတ်ရတော့မယ့်အနေအထားကိုရောက်ရှိနေရပါတော့ PSG ကလီဗာပူး Real Madrid နဲ့ Man City တို့ရဲ့ပြစ်မှတ်ဖြစ်တဲ့ RB Leipzig တောင်ပန်ကစားသမား Diomande ကိုခေါ်ယူဖို့ရေပန်းအစားဆုံးဖြစ်နေပါတယ် PSG ကလီဗာပူး Real Madrid နဲ့ Man City တို့ရဲ့ပြစ်မှတ်ဖြစ်တဲ့ RB Leipzig တောင်ပန်ကစားသမား Diomande ကိုခေါ်ယူဖို့ရေပန်းအစားဆုံးဖြစ်နေပါတယ်ဒါပြင် PSG ကလီဗာပူးပြစ်မှတ်ထားနေတဲ့ Monaco အသင်းရဲ့ Magnus Aguilera ကိုလည်းဒါစိတ်ဝင်စားနေပါတယ်ဒါပေမဲ့ PSG စိတ်ဝင်စားနေတဲ့ကစားသမားတွေတဲကတယောက်ဖြစ်တဲ့ Diomande ကတော့မနေ့ကဒါ Real Madrid ကိုသူ့အနေနဲ့မီးစိမ်းပြလိုက်ပြီလို့သတင်းတွေကတဆင့်သိရပါတယ်ဒါကြောင့် PSG အနေနဲ့ဒါလီဗာပူးကလည်းပြစ်မှတ်ထားနေတဲ့ Aguilera ကိုခေါ်ယူခဲ့မယ်ဆိုရင်ဘာကိုလာအတွက်နေရာရဖို့ပို့ပြီးတော့စိန်ခေါ်မှုများလာမှာပါဒီပြင်သစ်ကစားသမားကဒမ်ဘီလီကာဗရက်နဲ့ဒီဇိုင်းယာတူရီတို့ရဲ့နောက်မှာစတုတ်တက်မြောက်ရွေးချယ်မှုအဖြစ်ရှိနေတာပါအပြိုင်ဆိုင်တစ်ယောက်ဒါမှမဟုတ်နှစ်ယောက်ထပ်တိုးလာရင်သူ့ရဲ့ကစားချိန်ကဒါပို့ပြီးတော့နေပါသွားမှာဖြစ်ပါတယ်အဲ့ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်ဘာကိုလာအနေနဲ့ဒါတခြားနေရာမှာအဓိကကစားသမားအဖြစ်ပါဝင်ခွင့်ရဖို့အသင်းကနေထွက်ခွာဖို့ကြိုးပမ်းလာနိုင်ပါတယ်လီဗာပူးကအဲ့ဒီနေရာကိုကမ်းလှမ်းနိုင်မှာဖြစ်ပေမဲ့အာဆင်နယ်နဲ့တခြားဥရောပအသင်းကြီးတွေရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကိုဒီမြန်မာတဲ့ပြောင်းရွှေ့ခြင်းဆိုတာကဒီလိုကစားသမားမျိုးကိုရရှိဖို့အတွက်ဒါပေးကိုပေးရမယ်ဒါအနေအထားတစ်ခုဖြစ်ပါတယ်စာရွက်ပေါ်မှာကြည့်မယ်ဆိုရင်တော့လီဗာပူးကဒါလာမယ့်ရာသီမှာအလွန်ကြောက်စရာကောင်းတဲ့တိုက်စစ်ပိုင်းကိုပိုင်ဆိုင်လာနိုင်ပါတယ်အီရာအိုလာကအင်္ဂလန်မှာရှိစဉ်ကာလအတွင်း၄နှစ်၃တစ်ကစားကွက်ကိုဒါအမြဲတမ်းသုံးဆွဲခဲ့တဲ့နီးပြတစ်ယောက်ဖြစ်ပြီးတော့အန်ဖီမှာလည်းဒီစနစ်ကိုပြောင်းလဲလိုက်မယ်လို့ယူဆစရာအကြောင်းမရှိပါဘူးပြီးခဲ့တဲ့ဆန်နာလန်နဲ့ခြေစမ်းပွဲမှာဆိုလဲသူကဒီနီးစနစ်ကိုပဲသုံးသွားတာပေါ့နော်ဘာကိုလာကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ဘဲညာတောင်မန်နှစ်ဖက်စလုံးမှာကစားနိုင်ပေမဲ့ဆာလာရဲ့ဓာတ်ရိုက်အစားထိုးသူအဖြစ်ညာတောင်မန်မှာကစားဖို့ပို့ပြီးတော့များနေပါတယ်အီဂတီကေရဲ့ဒဏ်ရာကအီရာအိုလာရဲ့နီးပြတက်တန်းအစောပိုင်းမှာအခက်တွေ့စေပေမဲ့အသက်24နှစ်အရွယ်ကစားသမားကြမ်းခိုင်မှုအဖြစ်ပြန်ရလာမယ်ဆိုရင်တိုက်စစ်မှုအဖြစ်နဲ့ကစားနိုင်ပေမဲ့လည်းဘဲတောင်မန်ကစားသမားအဖြစ်နဲ့တ
ဒီ EKTK ကိုအသုံးပြုလာနိုင်ပါတယ်လီဗာပူးအနေနဲ့သူ့ကိုရေရှည်မှာတောင်ပန်ရွေးချယ်မှုတစ်ခုအဖြစ်ရှုမြင်ထားတယ်လို့ကြားသိရပြီးတော့သူကအဲ့ဒီနေရာမှာမကြာခဏကစားခဲ့ဘူးသလိုဒန်ယာမရမီကကမ္ဘာဖလားပွဲစဉ်တွေမှာလည်းပါဝင်ဖို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်အလက်ဇန်ဒါအီဆက်ကိုလီဗာပူးရဲ့စစ်မှန်တဲ့နံပါတ်9အဖြစ်သတ်မှတ်ထားပြီးတော့ပထမဆုံးဘောလုံးရာသီမှာစိတ်ပြက်စရာကောင်းခဲ့ပေမဲ့လည်းပရီးမီးယားလိစံချိန်တင်ကျေးနဲ့ခေါ်ယူထားတဲ့ကစားသမားဖြစ်တာကြောင့်သူ့အပေါ်ဆက်လက်ယုံကြည်သွားမှာဖြစ်ပါတယ်ဆွီဒင်အသင်းနဲ့အတူကမ္ဘာဖလားမှာခြေစွမ်းပြနိုင်ခဲ့တာကနယူကာဆယ်ခေတ်ကခြေစွမ်းမျိုးစီအများဆုံးပြန်လည်ရောက်ရှိလာနိုင်မယ်လို့လီဗာပူးကိုမျှော်လင့်ချက်တွေပေးစွမ်းနေပါတယ်ဖလော်ရီယန်ဝစ်ကအန်ဖီရဲ့ပထမနှစ်မှာရုန်းကန်ခဲ့ရပြီးအများဆုံးတိုးတက်လာဖို့လိုအပ်ပေမဲ့အီရာအိုလာရဲ့တိုက်စစ်ဦးစားပေးစနစ်မှာတောက်ပလာလိမ့်မယ်လို့မျှော်လင့်ထားကြပါတယ်တကယ်လို့သူကမတောက်ပနိုင်ခဲ့ရင်လည်းခြေစွမ်းမှန်ကန်လာတဲ့ဆိုဘိုစလိုင်းကအဲ့ဒီနေရာမှာအစားထိုးဝင်ရောက်လာမှာသိကြပါတယ်အီဆက် EKTK ဖလော်ရီယန်ဝစ်နဲ့ဆိုဘိုစလိုင်းတို့အပြင်မူနိုစ်နဲ့မူမူဟာတို့လိုအလားအလာရှိတဲ့လူငယ်ကစားသမားတွေပါဝင်နေပြီးသားတိုက်စစ်တန်းတွေကိုဘာကိုလာကိုပါထပ်ပြီးတော့ဖြည့်တင်းလိုက်နိုင်ရင်တော့လီဗာပူးပြည်သက်တွေအတွက်တကယ်ကိုစိတ်လှုပ်ရှားပွဲရာအလားအလာတစ်ခုကိုကျွန်တော်တို့မြင်တွေ့ရဖို့ကတော့တေချာနေဖြစ်ပါတယ်အခုဆိုရင်တော့ဘာကိုလာက PSG အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့အတွက်ညှင်းဆိုလိုက်တာကြောင့်လီဗာပူးအသင်းအနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ပုံမပြီးတော့တွန်းတွန်းတိုက်တိုက်လှုပ်လာဖို့ရှိနေပါပြီလီဗာပူးအသင်းကလည်းဒီကစားသမားကိုခေါ်ယူမယ်ဆိုရင်လီဗာပူးအသင်းမှာလိုအပ်နေတဲ့တောင်ပန်နေရာတွေအတွက်တကယ်ကိုကွက်တိဖြစ်မဲ့ကစားသမားမျိုးပါဒါကြောင့်လီဗာပူးအနေနဲ့ဒီကစားသမားကိုခေါ်ယူသွားနိုင်မလားဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းထပ်မံဆုံနေနိုင်ဖို့ like follow subscribe လုပ်ပေးကြပါဦးခင်ဗျာ